ကျင်တဲ့အရာတွေကိုအမြန်ရချင်လို့အမြဲတမ်းအလောတကြီးပြေးနေမိတတ်ပါတယ်။အောင်မြင်မှုကိုလိုက်ရှာတယ်။သူများတွေရဲ့ရှင်းရှင်းလက်ခံမှုနဲ့အတိအမှန်ပြုမှုကိုမျှော်လင့်တတ်ကြတယ်။ပျော်ရွှင်မှုကိုလည်းအပြင်ဘက်မှာပဲရှာဖွေနေမိတယ်။ဒါပေမဲ့အမြဲတမ်းပြေးနေတဲ့သူတစ်ယောက်ကလမ်းဘေးမှာပွင့်နေတဲ့ပန်းလေးကိုသတိမထားမိသလိုကိုယ့်ဘဝတွေကတမိုးရှိတဲ့အရာတွေကိုလည်းမမြင်နိုင်တော့ပါဘူး။တခါတလေဘဝကကိုယ့်ကိုဖြည်းဖြည်းလေးရှောက်စေချင်တာလည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့တိတ်ဆိတ်တဲ့အချိန်တွေမှာမှကိုယ်စိတ်ရဲ့အတန်ကိုပိုပြီးရှင်းရှင်းလင်းလင်းကြားနိုင်လို့ပါ။အရာအလုံးကကိုယ်စီအချိန်တစ်ခုရှိကြပါတယ်။ပန်းတပွင့်ဟာအချိန်တန်မှပွင့်တယ်လို့မိုးရွာပြီးမှတက်တက်ပေါ်လာတယ်လို့ဘဝရဲ့အခွင့်အရေးတချို့ကလည်းကိုယ်အစဉ်နဲ့ဖြစ်လာတဲ့အချိန်ကျမှတဖြည်းဖြည်းပေါ်လာတတ်ပါတယ်။ဒါကြောင့်မရသေးတဲ့အရာတွေကိုပဲတွေးနေမယ်အစားဒီနေ့ရရှိထားတဲ့အရာလေးတွေကိုလည်းကျေးဇူးတင်ကြည့်ပါ။ကိုယ့်ရဲ့ရှည်တလန်းကိုသူများရဲ့ရှည်လန်းတရားနဲ့မနှိုင်းယှဉ်လိုက်ပါနဲ့။မနေ့ကကိုယ့်ထက်ဒီနေ့ကိုဘလောက်တိုးတက်ပြောင်းလဲသွားသလဲဆိုတာကိုပဲကြည့်ပါ။တခါတလေဘဝရဲ့အဖြစ်အလုံးကိုရှင်းရှင်းရှာတွေ့ဖို့မလိုပါဘူး။စိတ်ကိုငြိမ်ငြိမ်လေးထားလိုက်တဲ့အခါအလောတကြီးမလိုက်ရှာတော့တဲ့အခါကိုရှာနေတဲ့အဖြစ်တချို့ကကိုယ်စီတပြေးပြေးထင်ရှားလာတတ်ပါတယ်။ဒါကြောင့်ကိုရှောင်းနေတဲ့လမ်းကိုယုံကြည်ပါ။ကိုယ်အချိန်နဲ့ကိုအေးချမ်းချမ်းဆက်လျှောက်ပါ။အလောတကြီးမပြေးပါနဲ့။တနေ့မှာကိုယ့်အတွက်တင့်တော်တဲ့အရာတွေဟာကိုယ်တိုင်အစဉ်သင်းဖြစ်လာတဲ့အချိန်မှာကိုယ့်ဘဝတွေကိုတိတ်တိတ်လေးရောက်လာနိုင်ပါတယ်။ဒီနေ့အတွက်စိတ်ကိုအနားယူခွင့်ပေးပါ။ကိုကျင်နာပါ။ပြီးတော့ဘဝကိုအနှဲငယ်ပို့ယုံကြည်ကြည့်ပါ။အရာအလုံးကိုလိုက်မဖမ်းနိုင်တဲ့နေ့တွေမှာတော့ကိုမဆုံးရှုံးပါစေနဲ့။